ကဲဒါလေးဖတ်ပြမယ်နော် a trip to Yangon နဲ့ရန်ကုန်တို့ခရီးတစ်ခေါက်ပေါ့နော်ဟုတ်ပြီအဲဆိုရင် last month လွန်ခဲ့တဲ့လကအရင်လက I went on a short trip to Yangon ရန်ကုန်ကိုတဲ့ခရီးတို့လေးတစ်ခုကျွန်တော်သွားခဲ့တယ် I was very happy ကျွန်တော်အရန်ပျော်ခဲ့တယ် because Yangon is a busy and beautiful city ရန်ကုန်ကတော်တော်ကိုရှုပ်ပွားပြီးတော့ရှုပ်ပွေနော်ကားတွေပါတွေရှုပ်တယ်ရင်သွားလာတွေရှုပ်တယ်ရှုပ်ပြီးတော့လှပတဲ့မြို့လေးပါတဲ့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ပျော်ခဲ့တယ် I visited famous places ကျွန်တော်တဲ့ကြော်ကြားတဲ့နေရာလေးတွေကိုသွားလည်ခဲ့တယ် walked around the city မြို့ကိုပတ်ပြီးလမ်းလျှောက်တယ်ပေါ့နော် and enjoy local food အဲ့ဒီဒေသအစားအစာလေးတွေကိုကြိုက်ခဲ့တယ်နော်နှစ်သက်ခဲ့တယ် and the people were friendly and kind လူတွေကတော့ခေါ်ယူပြီးတော့ကျင်နာကြတယ် I took many photos and relaxed with my family အဲ့ဆိုတော့ကျွန်တော်ဓာတ်ပုံတွေအများကြီးရိုက်ခဲ့တယ် and relaxed အနားယူခဲ့တယ် with my family ကျွန်တော်ရဲ့မိသားစုနဲ့အတူနားယူခဲ့တယ် it was a simple but memorable trip အဲ့ဒါကရိုးရှင်းပါတယ်ဒါပေမဲ့အမှတ်တရဖြစ်စရာခရီးလေးတစ်ခုပါတဲ့ I really enjoy my visit to Yangon ကျွန်တော်ရန်ကုန်သွားလေတဲ့ဟာကိုတကယ်နှစ်သက်ခဲ့ပါတယ်ကဲပြီးရင်ဖတ်ပြမယ်နော်